အားလုံးပဲမင်္ဂလာပါဗျ PDB ကနေကြိုဆိုလိုက်ပါတယ်2026ကမ္ဘာဖလားပြိုင်ပွဲရဲ့6ရက်မြတ်နေ့တော့ရောက်ရှိလာခဲ့ပါပြီဒီနေ့မှာတော့ကျွန်တော်ကပထမဆုံးပွဲအနေနဲ့ကုတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားပွဲလေးကနေဆက်လိုက်ကြအောင်လက်ရှိကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားအသင်းဟာအတော်လေးကိုအစုအဖွဲ့ကောင်းကောင်းနဲ့ရှေ့ဆက်နေတဲ့အသင်းမှာမက်ဆီရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်တဲ့အတွက်အသင်းသားအလုံးကအကုံရုံးကန်မေ့နေကြအောင်ပါဒီနေ့ပွဲကံမဲ့ကွင်းရလဲမက်ဆီရဲ့ကလပ်အသင်းမိုင်ယာမီကွင်းမှာကန်ရမှာမို့ကုတ်ကြီးအတွက်ကတော့အင်ကွင်းလိုပဲအားသာချက်တွေရှိနေဦးမှာပါတစ်ဖက်ကအေဂျီးရီးယားအသင်းကလည်းမခေသူမို့ဂိုးတကူလောက်တော့ပြန်ရနိုင်တာမို့ဒီပွဲမှာတော့အာဂျင်တီးနားဘော်ရီနဲ့ဂိုးဘော်ကိုရွေးချယ်ထားပါတယ်ဒုတိယပွဲအနေနဲ့ကတော့ဆရာကြီးပြင်သစ်တို့က2002ကမ္ဘာဖလားဖွင့်ပွဲမှာစီနီဂေါအသင်းကိုတကူကိုမရှိနဲ့မထေမဖက်ရှုံးနိုင်ခဲ့ပြီးအုပ်စုကလှည့်ပြန်ခဲ့ဦးတဲ့ကလေးစားကိုဒီနေ့2026ကမ္ဘာဖလားဖွင့်ပွဲမှာပြန်လည်ကလေးစားချင်နိုင်မလားစောင့်ကြည့်ခြင်းကြပါပြင်သစ်အသင်းရဲ့နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့အမ်ဘာပေအနေနဲ့ပြင်သစ်ကန်တွင်တိုက်စစ်ကစားသမားအိုလီဗာဂျူရူရဲ့ထာဝရသွင်းကိုအများဆုံးဆန်ချိန်ကိုကြော်ဖြတ်ဖို့နှစ်ကူးသာလိုတော့တဲ့အတွက်ဒီနေ့ပွဲမှာတော့အကောင်းဆုံးရုံးပြသွားမလားဆိုတာစိတ်ဝင်စားစရာပါတစ်ဖက်ကစီနီဂေါအသင်းကလည်းဥရောပအဆင့်ကစားသမားအများစုနဲ့မာကျောတောင်တင်းနေတဲ့လူဝင်အားကိုပိုင်ဆိုင်ထားတာမို့ဒီနေ့ပွဲကတော့နှစ်သင်းလုံးအတွက်ခက်ခဲမြဲမြဲဆိုင်ရှိမဲ့ပွဲမျိုးပါကျွန်တော်ကတော့ဒီပွဲမှာဂိုးဘော်ကိုပဲကြိုက်ပါတယ်ဂိုးဘော်တစ်ခုကိုပဲရွေးချယ်ထားပါတယ်ဘော်ဒီတော့ရွေးမပေးထားပါဘူးနောက်တစ်ပွဲကတော့240အကြာမှာကမ္ဘာဖလားစီပထမဆုံးပြန်လည်ခြေချလာနိုင်တဲ့အီရတ်နဲ့28နှစ်အကြာမှာပြန်လည်နန်းတက်လာတဲ့နော်ဝေးအသင်းတို့ထိပ်တိုက်တွေ့ဆုံနေပြီးဒီပွဲမှာနှစ်သင်းလုံးအတွက်အဓိပ္ပာယ်အများကြီးနဲ့ပြည့်နှက်နေတဲ့ပွဲပါဟာလန်အိုဒီကတ်တို့နဲ့အတူနော်ဝေးရဲ့ရွှေရောင်မျိုးဆက်ဟာဥရောပဆောင်ခြေစစ်ပွဲ10ပွဲမှာ10ပွဲစလုံးအနိုင်ရရှိခဲ့ပြီး38ဂိုးထိသွင်းယူကအတော်ခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့အသင်းမှာအုပ်စုအိုင်ထဲမှာတော့အီရတ်အသင်းဟာအားအနည်းဆုံးဖြစ်ပြီးပြင်သစ်နော်ဝေးစီနီဂေါတို့ကသာနောက်တစ်ဆင့်တက်ဖို့ရည်ပန်းစားနေပေမဲ့အီရတ်အသင်းအနေနဲ့ဘာရီများအပွဲလွတ်သွားနိုင်မလဲစောင့်ကြည့်ရပါမယ်ဒီပွဲမှာတော့ကျွန်တော်က၄ဂိုးမှအပြည့်အဝပျော်ရွှင်ရမယ်ဂိုးပေါင်းကြီးမှာဂိုးအောင်နဲ့ပဲဆွစားထားပါတယ်ဂိုးအောင်ကိုပဲရွေးချယ်ထားပါတယ်ဗျနောက်ဆုံးတစ်ပွဲကတော့အော်စတြီးယားနဲ့ဂျော်ဒန်ပွဲပါအော်စတြီးယားအသင်းရဲ့28နှစ်အကြာကမ္ဘာဖလားဝေးခွာမှုကနေပြန်လည်ရှင်ပြန်ရမယ်ပထမဆုံးပွဲပါအော်စတြီးယားအသင်းရဲ့နီးပြရီ reference နဲ့လက်ထက်မှာအတော်လေးကိုကောင်းမှုနဲ့အသင်းဖြစ်ပြောင်းလဲလာပြီးဥရောပအဆင့်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းပါဂျော်ဒန်ကတော့အာရှဇုံကနေပထမဆုံးကမ္ဘာဖလားရတာကိုမြည်ဆန်းရမယ့်နှစ်မှာအာဂျင်တီးနားအယ်ဂျီးရီးယားအော်စတြီးယားတို့လိုအသင်းတွေနဲ့တအုပ်စုတွေကြာနေခဲ့တာကတော့ကံမကောင်းလာဘူးပြောရမှာပဲဗျအော်စတြီးယားတို့ကအာဂျင်တီးနားအယ်ဂျီးရီးယားတွေပါတဲ့အုပ်စုမှာနောက်တစ်ဆင့်တက်ရှင်နေဆိုရင်တော့ဒီနေ့ပွဲမှာအနိုင်ယူပြီးရသလောက်ဂိုးတွေသွင်းထားရမယ့်ပွဲပါဒီပွဲမှာတော့အော်စတြီးယားဘော်ရီနဲ့ဂိုးပေါ်2မျိုးပဲရွေးချယ်ထားပါရဲ့ဗျကျွန်တော်ရွေးချယ်မှုတွေကိုပြန်ပြောရမယ်ဆိုရင်အာဂျင်တီးနားဘော်ရီနဲ့ဂိုးပေါ်ပြင်သစ်ဂိုးပေါ်နော်ဝေးကိုအောက်နဲ့အတူအော်စတြီးယားဘော်ရီနဲ့ကိုအောက်တို့ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့ညီကိုများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်